ဖဲလီဒီခေါ်လာဒီကောင်လေးကိုမဖိထားတာနော်သူဖိထားမှသူကနိုးတယ်ဖိထားမှနိုးမယ်ပြီးပြီဆိုရင်ဘတ်ဆုပ်မယ်ဆိုရင်သူကဒီမှာဘတ်ကတော့ဒီမှာတစ်ခုပဲနေတယ်ဘတ်ဝင်သွားပြီစီဒီကင်မရာဝင်သွားပြီအဲ့ဒါသူကဒီမှာဒီပါလွတ်ထားတယ်နော်ဒီပါလွတ်တယ်မလို့သူကဒီပါလေးနည်းနည်းလေးပုတ်ပြီးမှဒီမှာကားဆွေတယ်နော်ပြီးပြီဆိုရင်ရှေ့ဆိုရင်ဒီဆိုရင်ဒီမှာဒီကောင်လေးအပေါင်းလေးနှိပ်လိုက်1ဆိုရင်မရှိကိုသွား1သွားကီယာပြန်ပြီးတော့ဖြုတ်မယ်ဆိုရင်ဘာမှလုပ်ဆက်မလို့ဒီကောင်ရဲ့စစ်စတိုင်းဒီမှာကျွန်တော်ပြောမယ်ကားရက်တော့မယ်ဆိုတာနဲ့စက်ကိုရက်လိုက်အမေပြီးဆိုတာအော်တိုကြီးဟန်ဘရိတ်ဆွဲသွားပြန်နှိုးလိုက်ပတ်ကင်ကြသွားပြီနော်သူ့ရဲ့စစ်စတိုင်းဒါပဲကီယာလိုင်းကတော့မိုက်တယ်ဗျာဆောင်ရမိုက်သွားပြီဒါတော့တကားပေါက်ပါလားဒါတော့ဒီအလိုင်းလေးပြောပြတာပဲ